ဒီနေ့ပြောချင်တာကတော့ဒီမျိုးလမ်းလျှောက်တက်လိုက်ရတဲ့အကြောင်းလေးပေါ့ဒီမျိုးသွားနေရင်တန်းလမ်းမှာပဲဒီပြောင်ကြီးနေပေါ့သွားတိုင်းတန်းလမ်းပါကွာလမ်းမှာပစ္စည်းတစ်ကောင်စောင့်စီကသူ့ချော့ကလေးလေးနဲ့လမ်းမှာဆိုတော့ကဲကောင်းပြီပေါ့စောင့်ရင်လည်းမတရောင်းစားဒီတရောင်းစားကို3ယောက်တင်လိုက်3ယောက်တင်လိုက်ကိုရီမဆိုတာပဲစိုက်ကဲပြက်တော့ကုတ်ထားခဲ့နှစ်ကောင်သားထွက်သွားလမ်းလျှောက်တယ်နိုင်ဘက်လောက်လျှောက်လိုက်ရတယ်မိမျိုးလမ်းလျှောက်ပြီးတက်လိုက်ဆိုင်ကပြင်းလာတယ်ကဲအဲ့မှာတက်ကြပြီမှသူကတော့ချုပ်ကလေးနဲ့တာရန်တယ်ဘုံလေးကတော့စိတ်ပြက်နေအဲ့လေစိတ်ပြက်နေပါ ਈ ကွာမိမျိုးတော့ဘာလို့လဲအယုတ်3ကောင်သားတော့ရောက်သွားတယ်စောက်ခွက်တွေပြောင်းနေတာစကားတွေရှောက်ပြောနေဖြတ်ထားတာဒါကတော့အရင်ကတဲခဲ့တဲ့နေရာတွေကအမတ်တရားတွေအများကြီးနဲ့ classic partner ခုကတော့အဲ့မှာမတဲပါဘူးချမ်းနေရသွားနေပါတယ်မိုးရွာလို့ဆိုမိုးတွေခိုးနေတာဟိုပစ္စည်းလေးကောင်ထပ်တက်လာအောင်မှာဆိုတော့စောင့်ပစ္စည်းတွေလာမယ်ဆိုစောင့်နေတယ်နည်းလေးချီးလိုက်အရောက်လာမိုးရွာနေရင်တကူတကကိုကောင်ချစ်ဖို့တော့ကောင်းတာအညာပေါ့ဒီနေ့ရဲ့ပြန်မဲနေလေးဆိုတော့ဒီလာဟာလာပေါ့မျက်နှာပြောင်းတယ်ပညာလုံးဖဲရိုက်ပြီးတော့ပင်မန်းပြီးတော့နှုံးပြီးတော့ဘယ်မှမသွားကြတော့ပစ္စည်းတွေလုံးဝကုံစုပ်ပါနေပင်မန်းပြီးတော့ပြန်မဲတာပြန်လဲမဖြစ်ပါလေရှူခင်းနေလာလို့ကအပတ်ပြီးရိုက်တာလမ်းကတော့အဲ့ဒီကတော်ကြက်တာပဲတော်လမ်းကြက်တယ်ပြောအောင်ရာသီဥတုလေးကလည်း fine ရှူရင်းလေးတွေလာတော့ရိုက်ထားလိုက်ကိုကောင်းနေတယ်ပြောချင်တာမှလည်းဘယ်လောက်ကြက်လဲဆိုတော့ပြဒီကနေပြီး easy မောင်းနေဒါတော့တော်တော်လေးရစ်ထားလို့တော်တော်လာတယ်ကွာရှူရင်းနေတောင်ပေါ်ဒေတာကိုအရင်ကြိုက်ရာသီဥတုကလည်း fineလန်ခီရတော့လာလဲရှယ်ပဲဒီညာနဲ့ဆိုပြောစရာကြီးပေါ့အမတရားလေးတစ်ခုဖြစ်တော့ record လုပ်နေပါရဲ့ဆိုနေတော့ ice cream Victoria ဒုက္ခပြီးဒီနားမှာတော့ရှိရအမလေး6တွေကားထဲမှာချင်းနေဆိုပြီးကားနေတာရှိတယ်ရှူရင်ဒါလာထက်လောင်သွားကြတယ်မှာတော့တော်တော်မိုးအောင်မျိုးကတကယ်ကိုမိုးရတဲ့နေရာရောက်ပြီးမန္တလေးကို